ချွေးမောင်လေးကလည်းကျဲအစီကလည်းပြန်အသားရည်မညီညာသူတွေကအခြေခံအစင်းနေပေါ့နော်တိုနာလေးကိုတုပ်ပေးပါရှင်မြင်းသားလေးမကမမြင်နိုင်တဲ့အမုတ်လေးတွေပေါ့နော်ကန်းနေတဲ့အတွက်ဒီအငြေးကြေးတွေပြီးတော့ချွေးပေါင်ကျဲနေတဲ့သူတွေဒီတိုနာလေးကိုပုံမှန်တုပ်ပေးပါနော်သူကချွေးပေါင်လေးကိုလည်းသူကကျင်းစေတဲ့မြင်းသားလေးမရှိတဲ့အငြေးကြေးတွေကိုသူကပြန်လဲတန်းဆေးပေးတာပေါ့နော်မြင်းသားအသားရည်ကိုဆူအီလေးဖြည့်စေပြီးအသားရည်ကိုလည်းသူကညင်ညာစေတဲ့မြင်းသားအသားရည်ကိုလည်းသူကကြည်စေတဲ့ပုံမှန်အသားရည်ထဲမြင်းသားလေးကိုသူကဖွေးစေပါတယ်ရှင်ဖယ်လီတိုနာလေးကအဆဲပတဲ့အတွက်မြင်းသားအသားရည်ကိုရေတန်းအပြီးဖြီးပေးလို့နေတိုင်းသုတ်ပေးဖို့မမေးပါနဲ့ရှင်ဖယ်လီပစ္စည်းလေးများမယူလို့ပါကဒီမှာပေါ့နော်ဒီလိုတယ်လီဂရမ်ဖုန်းနံပါတ်မှာဆဲသွဲမယူလို့ရပါတယ်ရှင်အမကရန်ကုန်ကဆိုရန်ကုန်နဲ့ရန်ကုန်အထင်းမျိုးများဆိုရန်ကုန်အိတ်ကနေပို့ပေးပါတယ်ရှင်မြမပြည်အောက်ဖေးဆိုတော့ဘဲအိတ်ကနေပို့ပေးပါတယ်ရှင်ဒီစီရမှာငွေချေလို့ရပါတယ်ရှင်